တခါတော့ဟိုမိသားစုတစုရှိတယ်သမီးကအပြိုမာလေးကြောင်းဆရာတော်ဖျားကြီးကိုထညက်သွားကတ်ခိုင်းသမီးရဲ့ဆရာတော်ကြီးကြောင်းထညက်သွားကတ်ပါဆိုသမီးကတပည့်လေးပခုံးတင်းပြီးတော့ထညက်ပကံလေးတဲ့ဆရာတော်ကြီးဖျားကြောင်းသွားကျောင်းပေါ်မှာဆရာတော်ကြီးကပရဝိတ်တဆူဖတ်နေတော့အပြိုမကသွားပြီးတော့ဝတ်ဖြစ်ဟဲ့နင်ဘသူသမီးတော့မကေးသမီးပါဖျားအေးဘာလဲဟဲ့ထညက်ပါဖျားဩအေးထားခဲ့ကလေးမလေးကထားထညက်ပကံလေးချဝတ်ဖြစ်ပြီးတော့တပည့်တော်မှပြန်ကြွပါအောင်မယ်ဖျားဟာထညက်လှူတဲ့အထိတော့ဟုတ်သားပြန်ကန်នេះမှာဘယ်နဲ့ပြောသွားပါလဲဟဲ့လောင်နင်ဘသူသမီးဒေါ်ကေးသမီးဖျားအေးဒေါ်မကေးလွတ်စမ်းမကေးအမေလွတ်ခိုင်းတယ်ဘုန်းကြီးကဘာလို့တော့မသိဘူးလေဟောဒုက္ခပါပဲတော့တပည့်လေးပခုံးတင်ပြီးတော့ဒေါ်ကေးကလိုက်သွားဆရာတော်ကြီးကဒေါသဖြစ်မိကေးဖျားစောစောထညက်လာကတ်တာနင်းသမီးလားမှန်ပါဖျားဘာပြောသွားလဲထုံဟာဘယ်လိုပြောသွားအောင်ဖျားတပည့်တော်မှပြန်ကြွပါအောင်မယ်ဖျားပြောသွားတယ်ကောင်းလားအဲ့ဒါရဟန်းတန်ကဟောဝါတော်တော်မိုက်ပါလားမသွန်သင်ရမဆုံးမရနဲ့ခလေးကမပြောတတ်လို့ပါဗျာအဲ့ဒါလို့ခလေးဖျားအေးပြောစမ်းနောက်တစ်ခါကျောင်းထဲကိုခြီတော်ရမချစေနဲ့ဖျားအာနင်ကပိုဆိုးနေဒုက္ခနင်ယောက်ျားဘသူငညွန့်ပါဖျားငညွန့်နှော့စမ်းနင်ကပိုဆိုးကျောင်းထဲခြီတော်မချပါစေနဲ့ဆိုတော့နင်ကသမီးတဲ့တောင်ဆိုးနေတွတ်လိုက်နင်ယောက်ျားဆိုတော့ကိုညွန့်အေးဆရာတော်ကြီးကမှားလို့မဟုတ်လို့တော့မသိဘူးလေကျောင်းရောက်သွားတော့ရှင်ဖေတပည့်တော်မောင်ညွန့်ပါဗျာအေးဆိုင်အောင်မင်းသမီးကထမရက်တပကံလာကတ်တယ်တင်ပါဗျာတပည့်တော်မှပြန်ကြွပါအောင်မပြောသွားတယ်ဟာဟုတ်လားဗျာအေးအဲ့ဒါဆုံးမဖို့မင်းမရခေါ်တာမင်းမရကပို့ဆိုသေးဘာတုံးဗျာကျောင်းထဲခြီတော်ရမချစင်နဲ့ဖေပြောသွားတယ်ကောင်းလားကွာဟာပဲကောင်းမလဲဗျာအဲ့ဒါမင်းဆုံးမအောင်မင်းသမီးရောမင်းမရရောစကားပြောမတတ်ဘူးဟာတော်ဆိုးပါလားဗျာအဲ့တော့တပည့်တော်အိမ်ရောက်ရင်တော့ချက်ချင်းဆုံးမပါအောင်မဖေအေးတပည့်တော်လည်းမကြကြုံရပါဗျာအပြောဆိုရလဲရမ်းရဗျာအေးကဲမထူးပါဘူးဗျာတပည့်တော်ချက်ချင်းမဲ့သွားပါမယ်အိမ်ရောက်မှတပည့်တော်မိန်တော်မူလိုက်ပါအောင်မဖေဟာမင်းရံပို့ဆိုးနေဟဲ့ကောင်မင်းရောက်ခမဘာသူဘာကြီးလုံးလှော့စမ်းအဖိုးကြီးကတုံနဲ့ဆရာတော်ခေါ်တယ်ဆိုတော့ကြောင်းသွားဘိုးလုံးဖေမင်းသမီးကအဲ့လိုပြောတယ်ဟာဟုတ်လို့မင်းမီးကအဆိုးဆုံးပဲအဲ့လိုပြောတော့မင်းသမီးခေါ်ခိုင်းတော့မင်းသမီးကပို့ဆိုးအခုမင်းသမက်ခေါ်ခိုင်းတော့မင်းသမက်ကပို့ဆိုးနေဟာတပည့်တော်တခါလေးစိတ်ညက်တယ်ဖေတက်ကလည်းကြီးပါပြီဖေသေပဲမသေနိုင်ပါဘူးဖေအင်မတန်မှရမ်းကြတာဖေဒီ၃ယောက်နဲ့တော့တပည့်တော်လည်းတစ်ခါဘဝနတ်ထံပြန်လုံးမှုခြင်းတယ်ဖေပြန်ကမင်းလည်းပြန်တော့နော်မင်း